အားလုံးပဲမင်္ဂလာပါအမြဲတမ်းညနေခင်းအတန်လွှင့်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကိုချစ်မိသွားတဲ့သူဆိုတဲ့ကြပြကိုကျွန်တော်ရွတ်ပြချင်ပါတယ်ဒီကြပြကအင်္ဂလန်ကြပြဆရာ Oran ရေးထားတဲ့ The More Loving One ဆိုတဲ့ကြပြကိုကျွန်တော်လေးစားခင်မြင်ရတဲ့ကိုအောင်ခိုင်ဝင်းဘာသာပြန်ထားတာဖြစ်ပါတယ်ဒီကြပြကိုနားထောင်တဲ့သူတွေလည်းနှစ်သက်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုချစ်မိသွားတဲ့သူကျယ်တွေကိုမော့ငေးကြည့်နေရင်သူတို့ကအရေးမလုပ်တာတေချာတိလိုက်ရတော့ကို့မှာငရဲခံလိုက်ရသလိုမျိုးဒါပေမဲ့ဥပိ္ပခာဆိုတာကတော်သေးတာလူကိုဖြစ်ဖြစ်သားရဲကိုဖြစ်ဖြစ်ကိုတို့စိုးထိတ်နေကြရအောင်မှာကိုတို့ပြန်မတုံ့ပြန်နိုင်တဲ့ချစ်ချင်းအတွက်ချစ်ချင်းနဲ့အတူလောင်ကျွမ်းသွားတာတွေကကျယ်တွေဆိုခဲ့ရင်ကိုတို့ကဒီအဖြစ်ကိုဘလို့များနှစ်ချိုက်တင်ပါသလဲတူညီမျှတဲ့ချစ်ချင်းမေတ္တာဆိုတာမဖြစ်နိုင်ဘူးဆိုရင်လေကိုချစ်မိသွားတဲ့သူကိုပဲဖြစ်ပါရစေအခုသူတို့ကိုမြင်ရတာတော့တနေ့လုံးကျယ်လေးတစ်ပွင့်ကိုတေလောက်အောင်လွမ်းနေခဲ့တယ်ဆိုတာကိုဖွင့်ပြီးမပြောနိုင်ပြန်ဘူးတစ်ချက်လေးတောင်တောက်ရဲမလုပ်တဲ့ကျယ်တွေကိုကျွေနေမိတဲ့သူကို့ထင်တော့ကိုကအဲ့လိုမျိုးကျယ်ရီအားလုံးပျောက်ကွယ်သွားမယ်ဆိုရင်ဒါမှမဟုတ်တည်ဆုံးသွားကြမယ်ဆိုရင်လေကောင်းငင်ဗလာပြင်ကြီးကိုကြည့်ပြီးသူ့ရဲ့ခန့်ထည်တဲ့ပဂရိအမှောင်ရံကိုခံစားတတ်ဖို့ကိုတင်ယူရအောင်ပဲကို့အတွက်ဒါကအချိန်နည်းနည်းတော့လူကောင်းလူမယ်ဆိုပေမဲ့လည်းလေအားလုံးကိုကျေးဇူးတင်ပါတယ်